ဒီနေ့ကရက်ပြည့်သွားပြီဆိုတော့12နာရီကြာမှာတော့သတ်မှတ်ချက်ပေါ့ကွာအဲ့ဒါကိုမှဘယ်သူကမလုပ်ဘူးဆိုရင်တော့ဒါတို့ဒီညာကြီးကတော့ပြင်ပတာအကုန်ပြင်းပြီးပြီဒါတော့သူငယ်လေးပေါ့ကွာအဓိကတော့ပုဂ္ဂိုလ်တော့ကတော့မန္တလေးရန်ကုန်တပိတ်မောက်ပြီးဆိုတဲ့ဟာမျိုးပေါ့ကွာအဲ့ဒါပုံနေမှာလာနေ The full fine is bigger and bigger ဟောကြားရလမ်းဟိုဘက်ကိုနေရဒီဘက်ကတော့တခါရရဲ့ပြောတယ်ဟုတ်ကဲ့တော့ဘယ်လိုကိုချိုးတော့တော့ညာမဟုတ်ပါဘူးဒီလိုလိုရဲ့အတွက်လုပ်နေတာဒါကြောင့်မလို့ဒီလိုလိုရတဲ့ဘိုးနဲ့အတူပါဝင်တဲ့ကိုပါလို့ About 30 reporters are on the ground working undercover. We edit the pieces and we send it to Oslo. Hello ပြော Hello ကြားလားအေးမသိဘူးခင်ဗျားလည်းပြန်မခေါ်တော့ကြတော့ကျုပ်ကခင်ဗျားဖမ်းခံသွားပြီလားဗာလားပြောပဲခင်ဗျားမနာပါဘူးအပြစ်တော့လူတွေပဲတေသွားသေးလား ဖိတ်ရရှိရစုပြပြလိုက်တက်